ကျွန်တော်တို့ဘဝမှာအမြဲတမ်းရင်ပတ်ထဲသိမ်းထားတဲ့လူတစ်ယောက်တော့ရှိကြတာလေအဲ့ဒီလူကဟိုးအဝေးကြီးမှာဖြစ်နိုင်တယ်လို့အနီးနားမှာလည်းဖြစ်ချင်ဖြစ်နေလိမ့်မယ်မခေါ်ရလဲဖြစ်တာပဲမတွေ့ရလဲရတယ်ပတ်သက်မှုဆိုတာထက်ရင်ပတ်ထဲကခံစားမှုတစ်ခုပါချစ်တာမချစ်တာကကြဲပြန့်လွန်လို့မျက်နှာမှုပဲဆိုကြတယ်တကူးတကကြီးနှုတ်မဆက်ဖြစ်ဘူးတခါတည်းလနဲ့ချီပြီးတော့စကားမပြောဖြစ်ကြဘူးမပြောပြရင်လည်းခဏလောက်ပဲသူနဲ့တက်တဲ့အရာတွေတွေ့ရင်တကယ်အခက်ခဲတွေကြုံရင်အတီးရလိုက်တယ်ဒီလိုပါပဲရိုးရှင်းပါလေအမြဲတမ်းထုတ်မပြောဖြစ်တဲ့ရင်မထဲသိမ်းထားတဲ့ကျွန်တော်တို့ရဲ့တစုံတစ်ယောက်ပေါ့ဒီနေ့အားဖြင့်တရားပါသိမ်းထားရမယ်လူတစ်ယောက်ပေါ့လေကျွန်တော်တို့ဘဝမှာအမြဲတမ်းရင်ပတ်ထဲသိမ်းထားတဲ့လူတစ်ယောက်တော့ရှိကြတယ်အဲ့ဒီလူကဟိုးအဝေးကြီးမှာဖြစ်နိုင်တယ်လို့အနီးနားမှာလည်းဖြစ်ချင်ဖြစ်နေတယ်မခေါ်ရလဲဖြစ်တာမတွေ့ရလဲရတယ်ပတ်သက်မှုဆိုတာချက်ရင်မထဲကခံစားမှုတစ်ခုပါချစ်တာမချစ်တာကကြဲပြန့်လွန်လို့မျက်နှာမှုပဲဆိုကြပါလို့တကူးတကကြီးနှုတ်မဆက်ဖြစ်ဘူးတခါတည်းလနဲ့ချီပြီးတော့စကားမပြောဖြစ်ကြဘူးမပြောပြရင်လည်းခဏလောက်ပဲလေသူနဲ့တက်တဲ့အရာတွေတွေ့ရင်တကယ်အခက်ခဲတွေကြုံရင်အတီးရလိုက်တယ်ဒီလိုပါပဲရိုးရှင်းပါလေအမြဲတမ်းထုတ်မပြောဖြစ်တဲ့ရင်မထဲသိမ်းထားတဲ့ကျွန်တော်တို့ရဲ့တစုံတစ်ယောက်ပေါ့ဒီနေ့အားဖြင့်တရားပါသိမ်းထားရမယ်လူတစ်ယောက်ပေါ့ကျွန်တော်တို့ဘဝမှာအမြဲတမ်းရင်ပတ်ထဲသိမ်းထားတဲ့လူတစ်ယောက်တော့ရှိကြတာပဲအဲ့ဒီလူကဟိုးအဝေးကြီးမှာဖြစ်နေတယ်အနီးနားမှာလည်းဖြစ်ချင်ဖြစ်နေတယ်မခေါ်ရလဲဖြစ်တာပဲမတွေ့ရလဲရတယ်ပတ်သက်မှုဆိုတာထက်ရင်မထဲကခံစားမှုတစ်ခုပါချစ်တာမချစ်တာကကြဲပြန့်လွန်လို့မျက်နှာမှုပဲဆိုကြပါလို့တကူးတကကြီးနှုတ်မဆက်ဖြစ်ဘူးတခါတည်းလနဲ့ချီပြီးတော့စကားမပြောဖြစ်ကြဘူးမပြောပြရင်လည်းခဏလောက်ပဲလေသူနဲ့တက်တဲ့အရာတွေတွေ့ရင်တကယ်အခက်ခဲတွေကြုံရင်အတီးရလိုက်တယ်ဒီလိုပါပဲရိုးရှင်းပါလေအမြဲတမ်းထုတ်မပြောဖြစ်တဲ့ရင်မထဲသိမ်းထားတဲ့ကျွန်တော်တို့ရဲ့တစုံတစ်ယောက်ပေါ့ဒီနေ့အားဖြင့်တရားပါသိမ်းထားရမယ်လူတစ်ယောက်ပေါ့လေ